တက်မလာတာကြာလို့မမေကိုမေ့ပြန်သွားပြီလားလို့ပါ အဲ့လိုလည်းမဟုတ်ပါဘူးမမေရဲ့တက်ကမကြခဏနိုင်ငံသားခကြီးထွက်နေရတော့မမေစီမလာဖြစ်တာပါမသိရင်သူ့ကိုပြစ်ထားကြနေရတယ် ဟုတ်ပါပြီတက်လာတာနဲ့ရောမမေကကျင်းနေနေပါပြီကဲပြောဘာကိစ္စလဲတက် လာရင်ကိစ္စတက်သူများကိုငွေချီးထားတာငွေလွန်နေလို့အဲ့ဒါမမေစီကူညီလာတောင်းတာတက်ကိုငွေခဏလောက်လှည့်ပေးပါလား နန်းကြီးမငွေလိုမမစီလာတယ်ပေါ့ မမေရဲ့ဘလို့ပြောလိုက်တာလဲတက်ရင်ထဲမှာစို့သွားတာပဲတက်ကမမေကျမ်းမာရေးကောင်းမကောင်းလဲမေးရင်မမေစီအကူကြီးလေးတောင်းရင်လာတာပါမမေမှာညီမအရင်ချဆိုလို့ဒီညီမလေးတယောက်ပဲရှိတာမဟုတ်ဘူးလားမမေစီအကူကြီးတောင်းချင်လို့လာတာလေဟုတ်မမေကိုတတိယနေရလဲတကယ်ပါ This up